အိမ်လဆင်အသုံးပြုနေတဲ့အမျိုးသမီးလဆင်သုံးပစ္စည်းဟာငှက်ပျောပင်ကရတယ်ဆိုတင်ယုံပါမလားမဖြစ်နိုင်ဘူးလို့ထင်နေတယ်မှလားဒါကတော့အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးအမျိုးသမီးလဆင်သုံးထုတ်လုပ်တဲ့စက်ရုံပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဉာဏ်ကြီးရှင်တယောက်ယောက်ရှိတယ်ဆိုတာတင်သဘောပေါက်သွားပါလိမ့်မယ်ငှက်ပျောပင်တွေဟာတဘာဝအားဖြင့်အမြင်ဓာတ်တွေနဲ့ပြေးဝလို့နေပါတယ်မင်းတို့ဟာပျော့ပြောင်းကအလွန်ဆုပ်ယူအားကောင်းပါတယ်။သူတို့မှာဘက်တီးရီးယားဆန့်ကျင်တဲ့ပစ္စည်းတွေပါဝင်လို့နေပါတယ်။ဒါကြောင့်တန်နဲ့ချီတဲ့ငှက်ပျောတုံးတွေကိုစက်ရုံတို့ပို့ဆောင်ကထုတ်လုပ်မှုစတင်ပါတယ်။ငှက်ပျောပင်တွေကိုခုတ်ကအပြင်ကအခွန်ကျန်းတွေကိုခွာပစ်ပါတယ်။အတွင်းကအမြင်တက်ပါတဲ့အခွန်တွေကိုတစ်ခုချင်းခွာကရေထက်ဆေးရပါတယ်။အနံ့ကင်းကအညစ်အကြေးကုန်များမကြမ်းအောင်ကွာကျသွားပါတယ်။လုံးဝတန့်စင်သွားတဲ့အခါမှာတော့၆တွေကပျော့ပြောင်းသွားပါတယ်။အမွှေးအမြင်တက်ကြွယ်ဝကဆုပ်ယူအားကောင်းပါတယ်။အမြင်တွေကိုဖိချကအလွှာပါဖြစ်အောင်ပြုလုပ်ပါတယ်။ထို့နောက်အပူချိန်မြင့်မားစွာပေးကပိုးသက်တန့်စင်ပါတယ်။အဲဒီနောက်မှာတော့လိုအပ်တဲ့အရွယ်စားဖြတ်တောက်ကစက်နဲ့ဖိချပါတယ်။အလဲကဆုပ်ယူမှုအားကောင်းတဲ့အလွှာနဲ့အပေါ်ဆုံးကနူးညံ့ပျော့ပြောင်းတဲ့အလွှာပါဝင်ပါတယ်။ဖိချတေချာတဲ့အရွယ်စားဖြတ်တောက်ကအစွန်းတွေကိုလုံအောင်တေချာဖိချပါတယ်။ပါးလွှာပင်မဲ့လုံခြုံမှုရှိကအဆိုဓာတ်ကိုထိမ့်သိမ်းပေးပါတယ်။အပြစ်နာအစာစစ်ဆေးကတစ်ခုချင်းစီတေချာထုတ်ပိုးပါတယ်။ဒီလိုရိုးရှင်းတဲ့ငှက်ပျောပင်ကနေအမျိုးသမီးတန်းပေါင်းများစွာသုံးဆွဲနေကြတဲ့မရှိမဖြစ်နေစုသုံးပစ္စည်းဖြစ်လာတယ်ဆိုတာဘသူကစိုးစားမိမှာပါလဲ။